တော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးတကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရဲ့မောင်နေတဲ့လမ်းမှာထပ်မှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တော့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင်ဒါကိုလက်ခံထားတာငါလူမိုင်းနေချင်တော့လိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထပ်ထပ်ကိုင်းဒါကိုလက်ခံထားတာငါလူမိုင်းသစ္စာရှိသူတိုင်းတွက်ကမြဲရဲ့ဖောက်ပြန်နေသူတိုင်းတွက်ကပျော်ရွှင်မှုဒါကိုလက်ခံချင်မှုတရားမမျောတာပါဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးတကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရမလွယ်ဘူးချေရဲ့မောင်နေတဲ့လမ်းမှာထပ်မှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တော့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထပ်ထပ်ဆိုင်ဒါကိုလက်ခံထားတာငါလူမိုင်းနေချင်တော့လိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထပ်ထပ်ကိုင်းဒါကိုလက်ခံထားတာငါလူမိုင်းရှိသူတိုင်းတွက်ကမြဲရဲ့ဖောက်ပြန်နေသူတိုင်းတွက်ကပျော်ရွှင်မှုဒါကိုလက်ခံချင်မှုတရားမမျောတာပါဘူးမတော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးတကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေ